လိုက်ပြီဆိုတော့ကျမတင်ထားတဲ့ဟာကိုကုရလို့ပြောတာမသိဘူး It's okay I don't mind as a bonus လက်ဆောင်အနေနဲ့ဆိုလို့ရှိရင်ဒီမှာကျမတို့ကပေါ့နော်အကို share သွားတာကis negative ကိုပြောရတာပဲ the question ဆိုတာအငင်းစကားလုံးလေးပေါ့နင်မဟုတ်ဘူးလားနင်ကဆရာတရားမဟုတ်ဘူးလားမင်းကဆရာလားဆိုရင်တော့ are you a teacher are you a teacher မင်းကဆရာတယောက်ဖြစ်တယ်ကျမတို့ is ကိုnoun အနေနဲ့တွဲလေ noun နဲ့တွဲသုံးလေးရှိရပေါ့နော်သူကတော့အများကြီးတွဲတယ် verb ing နဲ့လည်းတွဲတယ် adjective နဲ့လည်းတွဲတယ်ဒီနေရာမှာတော့ noun နဲ့တွဲတာကိုပြောပြမယ်ပေါ့နော်ငါဆရာတယောက်ဖြစ်တယ် this is a statement စာကြောင်းပေါ့နော်ဥပမာမင်းကဆရာတယောက်လားလို့မေးချင်တဲ့ခါကျရင်is ကိုရှေ့ပို့ရတယ် are you a teacher are you a teacher ကိုမေးခွန်းလုပ်ချင်တော့ am ကိုရှေ့ပို့လိုက်ငါကဆရာတယောက်လား am I a teacher am I a teacher okay so I က am က I နဲ့တွဲတယ် I am မေးခွန်းလုပ်ချင် am I okay is ကကြတော့ he she it နဲ့တွဲတယ် he is she is it is we you they နဲ့တွဲတယ် you are they are we are okay so I can you see my chat box so here I this is negative so negative ကကြတော့ငါမဟုတ်ဘူးလားဆိုတဲ့ပုံစံမျိုးနဲ့မေးခွန်းခါမျိုးမှာတောင်းတယ်ဥပမာငါဆရာတယောက်မဟုတ်ဘူးလားဆိုရင် aren't I a teacher aren't I a teacher okay so မင်းကဆရာတယောက်မဟုတ်ဘူးလားဆိုရင် are you a teacher မင်းကကျောင်းသားတယောက်မဟုတ်ဘူးလားဆိုရင် aren't you a student so စသည်ဖြင့်တောင်းလို့ရတယ်ပေါ့နော်သူကဆရာသွားဆရာဝန်မဟုတ်ဘူးလား isn't he a dentist isn't he a dentist isn't he a dentist သူကအိမ်မှာမဟုတ်ဘူးလားဆိုရင် isn't he at home isn't he at home သူတို့ကကျောင်းမှာရေပိုက်ပြင်တဲ့လူမဟုတ်ဘူးလားဆိုရင် isn't he a plumber isn't he a plumber 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 ဆိုတာရေပိုက်တွေပါပြင်တဲ့လူပြောတာပေါ့နော်ဒီနေရာမှာ b က silent letter ဖြစ်တဲ့အတွက်အတန်မရှိဘူး we don't pronounce b sound so we pronounce plumber okay so that's all for today I hope you enjoyed my video see you in the next video bye bye